ကဲအားလုံးပဲမင်္ဂလာပါအားလုံးပဲမင်္ဂလာပါမင်္ဂလာရှိတဲ့နေ့လည်ခင်းလေးဖြစ်ပါသေးကဲအားလုံးပဲမင်္ဂလာပါကဲဘလို့လဲဖွဲ့ဝင်တွေရောနေတိုက်တွေရောရှင်းတယ်နော်ရှင်းတယ်နော်အလုံးနဲ့ပဲတက်တက်ပြပလိုက်တယ်โอเคရနော်အလုံးနဲ့ပဲတက်တက်ပြပလိုက်တယ်နော်ကျေးဇူးပါဟုတ်ကဲ့ပါကဲအားလုံးပဲမင်္ဂလာပါတခါလေးတဲ့ရှိတာကုန်ထိုးချလိုက်တာဒါပဲဒီအကုန်ထိုးချလဲโอเคတာပဲเนาะရှင်းတယ်ညရတယ်ကျွန်တော်ပြောတယ်အဲကြောင့်ကျွန်တော်ရဲ့စ조사ကျွန်တော်ပညာကုန်သုံးထားတယ်လို့ကျွန်တော်ညပြောတာလေရှင်းရှင်းလေးပဲတုံညပဲထိုးမှာတုံညနဲ့ပတ်သက်